လုံးဝမစားသိရတဲ့အကြောင်းကရှရီယတ်ကတလောက်ပဲပြထားတာလူတယောက်ကဒါဝတ်လုပ်တယ်ဆိုရင်သူ့ရဲ့ခုရှိရဲ့အခြေအနေမှာဒါဝတ်လုပ်ခြင်းဒါတိတ်တော်မှန်ကန်တဲ့လုပ်ရဖြစ်လူတယောက်ဝမ်းနေနေတဲ့အချိန်လုပ်တဲ့ဒါဝတ်မျိုးကတော့ဒါတော့မသိတော်ဘူးအဲ့ဒီဒါဝတ်သွားရတာတော့အဲ့ဒီအတွက်ရှရီယတ်ကတော့မရက်အိမ်မှာကျွေးတဲ့ထမင်းဟင်းတော့လူတွေသူစားမယ်ကိုမလို့အပ်ပဲနဲ့သွားမစားနဲ့တလောက်ပဲရှရီယတ်ကပြထားတာဒီထမင်းစားရင်ညံထိုင်းသွားမယ်တို့ဒီထမင်းစားရင်ဟိုအဖြစ်သွားမယ်တို့ဒီအဖြစ်သွားမယ်တို့အဲ့ဒါဒီရှရီယတ်တရားတော်မှာမရှိတဲ့ကိစ္စတွေဖြစ်နောက်တစ်ခုကအခုနကျွန်တော်တင်ပြသလိုအကောင်းဆုံးကပါလေမရက်အိမ်ကိုကယူသွားပြီးကျွေးလိုက်နော်သူ့အိမ်မှာဝမ်းနေနေကြတယ်အဲ့ဒီနေ့ချက်ချင်မှချက်နိုင်သေးမှာဒုတိယနေ့တတိယနေ့ချက်နိုင်တယ်သူ့မိသားစုသူစားပါသေးအပြင်လူတွေပါပြန်ပြီးတော့ကျွေးရမယ်အဲ့ဒီလိုရှရီယတ်တရားတော်မှာမရှိနောက်တစ်ခုကျွန်တော်တို့မှတ်ထားတဲ့ကိစ္စကမရက်ဖြစ်သွားပြီးအိမ်တိမ်မှာအီစာလီဆဝါပူတယ်အီစာလီဆဝါပူခြင်းရှရီယတ်တရားတော်မှာရှိတယ်ဒါပေမဲ့နိလန့်မှန်ဖို့တော့လိုအပ်သေးတယ်နော်အဲ့ဒါလေးပဲကျွန်တော်တို့သိထားတဲ့အဲ့ဒီနီလန်ဘလို့ပို့ရင်မှန်မလဲကျွန်တော်ဖြစ်ရလေးတစ်ခုပြောပြမယ်အဲ့ဒီကနေပြီးတော့ကျွန်တော်တို့နီလန်အမှန်ကိုသဘောပေါက်သွားမယ်ဟာဇတ်မောလာနာအရှဖ်အလီဌာနဝီရာဟမတုလာအလိုင်တခင်ကြီးရှိတယ်တရက်ဆရာကြီးကစာသင်နေရင်းနဲ့ဆရာကြီးဆိုကိုသတင်းတစ်ခုရောက်လာတယ်ဆရာကြီးရဲ့နော်မောင်နှမတွေကတယောက်အလားမိတ်ခံသွားဒီလိုဆရာကြီးမျက်ရည်တွေကျလာတယ်တပည့်တွေမေးတယ်ဆရာကြီးပြောတယ်ငါမောင်နှမတွေကတယောက်အလားမိတ်ခံသွားပြီဒီတော့အားလုံးကပြောတယ်ဆရာကြီးဒီနေ့စာပြီးအောင်မတင်ပါနဲ့တော့အခုပဲသွားလိုက်တော့နော်ဆရာကြီးကိုကျွန်တော်တို့အားလုံးခွင့်ပေးပါတယ်အဲ့ဒီလိုနဲ့ဆရာကြီးကနော်သွားဖို့လုပ်တော့တပည့်တွေကတောင်းဆိုတယ်ဆရာကြီးဒီနေ့အတန်းလဲဆက်ပြီးမရှိတော့ဘူးဆိုတော့တခုလောက်ကျွန်တော်တို့လုပ်ပေးခြင်းနဲ့ရမလားဒီတော့ဆရာကြီးကမေးတယ်ဘာလုပ်ပေးခြင်းလားလဲဒီတော့တပည့်တွေကပြောတယ်ဆရာကြီးရဲ့အခုကွယ်လွန်သွားတဲ့မောင်နှမအတွက်ကျွန်တော်တို့တွေဝိုင်းပြီးတော့ကုရ်အာန်ဖတ်ပြီးအီစာလီဆဝါပူပေးခြင်းနဲ့အဲ့ဒီလိုပြောတဲ့အခါကျတော့ဆရာကြီးကဘာပြန်ဖြေပေးလဲဆိုတော့ပို့ခြင်းတော့ပို့ဒါပေမဲ့စီကံ3ခုနဲ့ပို့ခြင်းတော့ပို့ဒါပေမဲ့စီကံ3ခုနဲ့ပို့အဲ့ဒီစီကံ3ခုကအဲ့ဒါရှရီယတ်ပဲအဲ့ဒီစီကံ3ခုကအဲ့ဒါရှရီယတ်ကပြထားတဲ့ပုံစံပဲအဲ့ဒါကိုကျွန်တော်တို့မှတ်ထားရအဲ့ဒီတွေကနံပါတ်1စီကံကဘာလဲဆိုတော့ဆရာကြီးကတပည့်တွေကိုပြောတယ်မင်းတို့ကုရ်အာန်ခတ်တမ်ဖတ်ပြီးခြင်းနဲ့ကုရ်အာန်ဖတ်ပြီးခြင်းနဲ့ဖတ်ဒါပေမဲ့ကြိုက်တဲ့သူကြိုက်တဲ့နေရာမှာအဆင်ပြေလို့ဖတ်ဝိုင်းထိုင်ပြီးဖတ်ရမယ်လို့မဟုတ်လိစာအတန်လေးစိတ်ဒီနောင်များခင်များကြိုက်တဲ့သူကြိုက်တဲ့နေရာမှာအဆင်ပြေလို့ဖတ်အိမ်ပြန်ပြီးပဲဖတ်ပလီတစ်လုံးလုံးသွားပြီးပဲဖတ်ဒီမှာပဲဖတ်ကြိုက်တဲ့နေရာမှာဖတ်ဝိုင်းထိုင်ပြီးဖတ်ရမယ်လို့မဟုတ်နော်ဒီနေ့ကျွန်တော်တို့စီမှာလေဒီအတိုင်းပဲမရက်အိမ်မှာသွားပြီးတော့ဝိုင်းထိုင်ပြီးဖတ်မှပဲအီစာလီဆဝါကအထမြောက်တယ်လို့ကျွန်တော်တို့ထင်နေကြတယ်အဲ့ဒါမရှိပါဘူးအီစာလီဆဝါပို့တယ်နော်ကိုအီဘာဒတ်တွေနော်နဖီလ်အီဘာဒတ်တွေဆဝါအဖြစ်နဲ့ပို့တယ်ကိုယ့်ကိုတောင်းပေါ်မှာပဲပို့သမုတ်တရားမှာပဲပို့ကိုယ့်ရဲ့ဒီစုချက်နီယတ်ဖန်ကန်ရင်မရက်စီကဗရဲကိုရောက်သွားမှာပဲမရက်အိမ်မှာသွားပြီးတော့ဖတ်မှအဲ့ဒီအိမ်မှာဝိုင်းပြီးတော့စုမှအဲ့ဒီလိုမျိုးမရှိပါဘူးရှရီယတ်မှာဒါကြောင့်တမန်တော်မြတ်ကြီးရဲ့စီရတ်ကိုလည်းကြည့်တမန်တော်မြတ်ကြီးဆလောဆမ်ရဲ့ခေတ်မှာလည်းတမန်တော်ရဲ့သမီးတော်တွေဆဟာဘာတွေဝဖတ်ဖြစ်ခဲ့တာပဲကွယ်လွန်ခဲ့တာပဲအိမ်မှာဝိုင်းထိုင်ပြီးအီစာလီဆဝါပို့တဲ့အလုပ်တမန်တော်မြတ်ကြီးဆလလာဟူအလိုင်ဟိဝါဆလမ်လည်းမလုပ်ခဲ့ပါဘူးဒုတိယတစ်ချက်ကပါလေဟာဇတ်ဌာနဝီရာဟမတုလာလိတခင်ကမှားတယ်မင်းတို့အီစာလီဆဝါပို့တဲ့နေရာမှာလေမင်းတို့ရင်တဲကဘလောက်ဆန္ဒရှိလဲအဲ့ဒီလောက်ပို့ငါဘက်ကနေတခတ်တန်ပြီးအောင်ဖတ်ပါလို့လုံးဝမမှားဘူးနော်ဒါလေးပဲအင်မတန်အရေးကြီးတဲ့ကိစ္စအီစာလီဆဝါဆိုတာကနော်ကျွန်တော်တို့ကထင်းနေကြတယ်ကုရ်အာန်ခတ်တမ်ဖတ်တဲ့အဖွဲ့ကိုခေါ်ပြီးတော့ပတ်စံပေးပြီးတခတ်တမ်ဖတ်ကိုင်းနိုင်မယ်အဲ့ဒါမျိုးအီစာလီဆဝါကမထိရောက်တဲ့အီစာလီဆဝါပဲအီစာလီဆဝါဆိုတာရင်ထဲနှလုံးသားတွေကနေပါပြီးပို့မှအဲ့ဒါထိရောက်တဲ့အီစာလီဆဝါဖြစ်မှာဟိုကစီးပွားရေးပဲသူဖတ်ရင်သူပတ်စံရမယ်အဲ့ဒီအတွက်သူလာဖတ်လိုက်တာပဲရှိမယ်သူရင်ထဲကခံစားချက်လည်းပါမှာမဟုတ်ဘူးသူနှလုံးသားတွေကနေလည်းပို့မှာမဟုတ်နော်အဲ့ဒီမှာအကောင်းဆုံးကဘာလဲမရက်ကဲဆွေမျိုးသားချင်းတွေသားသမီးတွေကြံရစ်သူတွေသူတို့ကြတော့ခံစားချက်နဲ့ဖတ်ပြီးလို့ရဘလောက်နိုင်လဲနိုင်တယ်လို့ဖတ်နော်မှတ်ထားပါလူတယောက်ကသူ့ကိုတာဝန်ပေးလို့ပတ်စံပေးလို့သူတစ်ခါတန်လုံးဖတ်လိုက်တာထက်နော်မရက်ကဲမိသားစုတွေကကြံရစ်သူတယောက်ကသူ့ရှင်ထဲကနေခံစားချက်အပြည့်နဲ့ကုလူဝလာလေး၃ချိန်ဖတ်လိုက်တာကပို့ပြီးတော့အကျိုးရှိသေးတယ်လေးစားအတဲမိတ်ဆွေညီနောင်များခင်များနောက်ထပ်တစ်ခုဟာဇတ်ဌာနဝီရာဟမတုလာလိတခင်ကမှားတယ်ဘာမှလဲဆိုတော့
မင်းတို့နော်အီစာလီဆောပို့တယ်အခုကုရ်အာန်ဖတ်တယ်ဖတ်ပြီးွားရင်နောက်ရငါလာမပြောနဲ့ဆရာကြီးကျွန်တော်9ပါတာတောင်ဖတ်လိုက်တယ်ကျွန်တော်ကတော့ဖြစ်3ပါတာတောင်ဖတ်လိုက်တယ်အဲ့ဒါလာမပြောနဲ့ဒါကမင်းတို့ရဲ့ ikhlas မင်းတို့ရဲ့နီယတ်ပဲမင်းတို့ဘယ်လောက် ikhlas နဲ့ပို့မလဲအဲ့ဒီလောက်ဆောကဘာရဲကိုရောက်သွားမယ်အဲ့ဒါကိုပြန်ပြောင်းပြီးတော့ပြောပြနေစရာမလိုဘူးနော်ဒီအတိုင်းပဲကျွန်တော်တို့လည်းဒီနေ့မယက်အိမ်တွေမှာလာတဲ့သူကိုကျွန်တော်တို့ကြည့်တယ်နော်ကြည့်တယ်ဘာကြည့်လဲဆိုတော့သူချမ်းနော်မယက်အိမ်မှာလာပြီးတော့ကိုရလေးတစ်မျက်နှာပဲဖတ်ပြီးပြန်သွားတယ်စေတနာမပါဘူးတင်တယ်တပါးလောက်တအုပ်လောက်တောင်ကောင်းအောင်မဖတ်သွားဘူးနော်အဲ့ဒီလိုပြန်ပြီးဝေဖန်ကြမဟုတ်သူဘလောက်စေတနာပါလဲအဲ့ဒီလောက်ဖတ်ကျွန်တော်တို့ဘက်ကသူ့ကိုသွားပြီးတအုပ်မကုန်မနေဖတ်ကိုဖတ်တော့တတ်မှတ်ပေးစရာလေမလို့သူကလေနော်တချို့ကလည်းဒီလိုရှိသေးတယ်နော်မရက်အိမ်ကအဝမှာတယောက်ကနော်ထိုင်းနေတဲ့ကျန်ရည်သူတွေကဖတ်ပြီးပြန်သွားတဲ့သူတွေကသူ့ကိုပြောပြီးပြန်သွားတယ်ကျွန်မ3အုပ်ဖတ်လိုက်တယ်နော်ကျွန်မတော့2အုပ်ဖတ်လိုက်တယ်နော်သူကလည်း3အုပ်2အုပ်နော်အမှန်တကယ်ဒီမှာပြောစရာတွေနားထောင်စရာတွေဘာမှလိုလဲမလိုအပ်ပါဘူးဒါကအီဘာဒတ်ရဲ့အခန်းကဏ္ဍဖြစ်တယ်အလ္လာဟ်သိတယ်ရပြီဆဝတ်ကတာအင်ရလူကယူပြီးပို့ပေးမှာမဟုတ်တာဒါအလ္လာဟ်ရှိမတခင်ပို့ပေးမှာအလ္လာဟ်သိတယ်ဆိုရင်ဒါအီစာလီဆဝတ်နဲ့ပတ်သက်ပြီးနော်ကျွန်တော်တို့စနစ်တကျကိုလှုပ်လိုက်တဲ့အီစာလီဆဝတ်ကနော်စနစ်တကျဖြစ်ဖို့လည်းပဲလိုအပ်သေးတယ်ပတ်စံလေးအများကြီးအကုန်ခံပြီးဘာမှမထိရောက်တဲ့အီစာလီဆဝတ်တွေပို့နေမဲ့အစားထိရောက်တဲ့အီစာလီဆဝတ်တွေကိုအာလင်တာဇနပင်နာရှင်တွေနဲ့တိုင်ပင်ပြီးကျွန်တော်တို့ပို့ရမယ်လေးစားအတန်မိတ်ဆွေညီနောင်များခင်ဗျာနောက်တစ်ချက်ကဘာလဲဆိုတော့အခုမယက်အိမ်မှာနော်အခုကွယ်လွန်တဲ့သူကကွယ်လွန်သွားပြီနော်အိမ်မှာရှိတဲ့အဖေကွယ်လွန်တဲ့အမေကွယ်လွန်တဲ့နှုတ်မဆိုရင်လည်းတယောက်ယောက်ကွယ်လွန်တဲ့နော်အဲ့ဒီကွယ်လွန်ပြီးသွားရင်ရှရီအတ်ကဘာပြောလဲအဲ့ဒီကွယ်လွန်တဲ့သူနဲ့ပတ်သက်ပြီးဝတ္တရား၄ခုရှိတယ်ဝတ္တရား၄ခုရှိတယ်ရှရီအတ်ကနော်အဲ့ဒီကွယ်လွန်တဲ့သူရဲ့ကြံရစ်ပစ္စည်းနဲ့ပတ်သက်ပြီးဝတ္တရား၄ခုနံပါတ်1ဝတ္တရားကအခုကွယ်လွန်တဲ့သူကွယ်လွန်သွားပြီသူ့မှာပစ္စည်းတွေကြံခဲ့အဲ့ဒီကြံခဲ့တဲ့ပစ္စည်းတွေကနံပါတ်1ဝတ္တရားကဘာလဲအဲ့ဒီကွယ်လွန်တဲ့သူရဲ့နော်ကဖန်ဒဖန်မှာအဲ့ဒီစရိတ်ထဲကလူတလောက်တော့နော်ဒီလိုကဖန်ဒဖန်မှာဥမာဖြစ်သားဖြစ်တဲ့သူသမီးဖြစ်တဲ့သူကကျမတို့အဖေကျမတို့အမေကျွန်တော်တို့အဖေကျွန်တော်တို့အမေကိုကျွန်တော်တို့တောင်းယူပါတယ်ဆိုရင်ဒါပြဿနာမရှိအခုဘယ်သူမှတောင်းယူမဲ့သူမရှိလို့ကွယ်လွန်တဲ့သူရဲ့ကြံရစ်တဲ့သူစရိတ်ထဲကပဲသူ့ကိုလှုပ်ပေးရမယ်ဆိုရင်လေအဲ့ဒီကနေကျွန်တော်တို့တိုင်ရတန်ကြီးသုံးပြီးတော့လှုပ်ပါနော်တိုင်ရတန်ကြီးသုံးပြီးတော့နော်မလိုအပ်ပဲနဲ့လည်းအများကြီးမကုန်နဲ့နော်နည်းနည်းလေးပဲချွေတာပြီးတော့လည်းတိတ်ချွေတာပြီးမလုံးနဲ့တိုင်ရတန်ကြီးသုံးပြီးတော့သူ့ကိုကဖန်ဒဖန်ပြအောင်လုပ်ပေးလိုက်ကဖန်ဒဖန်ပြီးွားရင်ကျွန်တော်တို့ဒုတိယဝတ္တရားကပါလေနော်ဒုတိယဝတ္တရားကအခုတည်သွားတဲ့သူစီမှာအကျွေးဘာတွေရှိလဲအဲ့ဒါကိုကျန်ရစ်မိသားစုကကျန်ရစ်ပစ္စည်းတွေကနေဆက်ပေးရနော်ဒီ step ကအဲ့ဒါဒုတိယ step ဖြစ်တယ်ရှရီယတ်ကပြထားနော်တော်တော်များများအိမ်တွေမှာအဲ့ဒီ step ကိုကြော်လိုက်တယ်ကြော်ပြီးပါလို့လေအမွေပဲခွဲတော့မယ်ဘု து အကျွေးမှမဆက်နော်အဲ့ဒီလိုမလုပ်ရနော်အကျွေးကြံခဲ့ရင်အကျွေးဆက်ကနော်တချို့ရှိတယ်သူကတော့သူ့အကျွေးမှတ်ထားတယ်ငါဘသူကိုဘယ်လောက်ပေးစရာရှိတယ်ဘသူကိုဘယ်လောက်ပေးစရာရှိတယ်မှတ်ထားရင်အဲ့ဒီ list နဲ့ဆက်ပေးလိုက်တချို့ကမှတ်ထားတဲ့အာဒတ်မရှိဘူးဒါပေမဲ့အခုအကျွေးရှင်လာတောင်းတယ်တကယ်ပဲအကျွေးယူထားတယ်ဆိုတဲ့ခိုင်မာတဲ့တတ်တည်တွေလည်းရှိနေတယ်ဆိုရင်ကြံရစ်ပစ္စည်းတွေကနေပေးလိုက်နောက်ဆုံးကြံရစ်ပစ္စည်းတွေကနေအကျွေးဆက်လို့ကုန်ရင်ကုန်သွားပါစေအမွေစားအမွေကန်တွေတပြားမှမရလဲမယူလို့မရဒါယူစရာမရှိဘူးဘာဖြစ်လို့လဲအမွေရဖို့ထက်သူ့ရဲ့အကျွေးဆက်ပေးဖို့ကပို့ပြီးတော့အရေးကြီးတယ်သူ့အကျွေးမဆက်ပေးဘူးဆိုလို့ရှိရင်ဟိုသူ့မှာသွားပြီးတော့ကဘာရဲမှာအဇာခံနေရလေအဲ့တော့ဒုတိယဝတ္တရားကကြံရစ်ပစ္စည်းတွေကနေအကျွေးဆက်ပေးခြင်းတတိယဝတ္တရားကဘာလဲနော်အခုမယက်ကသူမသိခင်ဝစီယတ်လုပ်သွားနော်ဝစီယတ်ဆိုတာမှလဲပြုတ်ပိုင်တဲ့ဝစီယတ်တွေသူလှုပ်သွားတယ်ဆိုရင်အဲ့ဒီဝစီယတ်ကိုဖြည့်ပေးရဥမာဖြစ်မယက်ကမသိခင်မှားသွားမယ်နော်ကွယ်လွန်တဲ့သူကသူမသိခင်ဘာမှားွားလဲဆိုတော့ငါတည်သွားရင်ငါရဲ့လွတ်သွားတဲ့နမတ်တွေရဲ့ဖီဒီယာပေးရိုဇာရီရဲ့ဖီဒီယာပေးအဲ့ဒါတွေဆိုရင်ကျွန်တော်တို့ပေးရနော်မဆိုရင်လည်းငါတည်သွားရင်နော်ဘယ်ပလီယိုဘယ်လောက်လူပေးနော်ဘယ်ချောင်းဘယ်လောက်လူပေးဘု து ဘယ်လောက်ပေးအဲ့ဒါဆိုရင်လည်းလူပေးရဒါပေမဲ့ဒီမှာစိတ်တခုတော့ရှိတယ်နော်မရက်ချန်ခဲ့တဲ့ပစ္စည်းတွေအားလုံးကိုတင်ကြုံပြီးတော့ပေးလို့တော့မရအဲ့ဒီတည်းကရှရီယတ်က limit သတ်မှတ်ထားတယ်၃ပုံပြီးတပုံကိုပဲဝစီယတ်ဖြည့်ပေးရဥမာဖြစ်မရက်ကသူချန်ခဲ့တာ300ချန်ခဲ့ဒါမဲ့သူဝစီယတ်လုပ်ထားတာက200ဘိုးလောက်လုပ်ထားရင်အဲ့ဒီ200ဘိုးသူ့ရဲ့ဝစီယတ်ကိုကျွန်တော်တို့ဖြည့်ပေးစရာမလိုဘူးနော်ရှရီယတ်ကဘာပြောလဲ3ပုံတပုံနော်သူ300ချန်ခဲ့ရင်100ဘိုးပဲဝစီယတ်ဖြည့်ပေးရနော်300ကျော်နေရင်လည်းမဖြည့်ပေးနဲ့တော့အဲ့ဒါကျန်တဲ့ပတ်စံအမွေစားအမွေကန်နဲ့ဆိုင်သွားပြီ
နော်အဲ့ဒါကတတိယဝတ္တရားဖြစ်နော်တတိယဝတ္တရားပြီးရင်အခုဇရုထဝတ္တရားကပါလေအဲ့ဒီထပ်ပြီးတော့မှနော်အခုသူ့ရဲ့အကျွေးလေးဆက်ပြီးသွားပြီသူ့ရဲ့ဝစီယက်လည်းဖြည့်ပေးပြီးသွားပြီနော်အဲ့ဒါပြီးတော့မှအခုကြံရစ်ပစ္စည်းရှိတယ်အဲ့ဒီကြံရစ်ပစ္စည်းကိုရှရီယတ်တရားတော်နဲ့အညီနော်အမွေစားအမွေခံတွေကို